ဟုတ်ပြီအခုဆက်လက်ပြီးတော့ကျွန်တော်မေးချင်တာကဒီမှာဆရာမိုင်းအောင်မြတ်ကိုလည်းအဝေးကြီးကနေတကူတကပြင်ဆင်မှုကျူတင်ပြင်ဆင်မှုမရှိပေမဲ့အခုလိုရောက်လာတာကိုဝမ်းသာတယ်ပြီးတော့သူ့ကိုလည်းအနည်းငယ်မေးချင်တယ်ဆရာမိုင်းအောင်မြတ်ကျေးဇူးတင်တယ်တွေ့ရတာလဲရဝမ်းသာပီတိဖြစ်တယ်ကျွန်တော်တို့ဒီလိုမျိုးတွေ့ဖို့တော့ကျွန်တော်မမျှော်လင့်ရတော့ဘူးပေါ့နော်အရှုံးပေးလိုက်တာပြီအရှုံးပေးလိုက်ပြီဖြစ်တယ်ဒါပေမဲ့အခုလိုတွေ့ရတဲ့အတွက်အရာအထူးပဲကျေးဇူးတင်တယ်ဆရာပေါ်မှာလည်းကျေးဇူးတင်တယ်ပြီးတော့ AIM အသင်းတော် AIM ဆရာကြီးတွေဆရာထောင်တို့ကဆရာကံထန်းပေါ့နော်သူတို့စီစဉ်ပေးတဲ့အတွက်လည်းသူတို့ပေါ်မှာလည်းအထူးကျေးဇူးတင်ကြောင်းပြောခြင်းတယ်အခုဆရာမိုင်းအောင်မြတ်ဒီရောက်လာဖို့အဲ့ဒီမတိုင်ခင်ပေါ့နော်ဆရာမှာတော့မိသားစုမရှိသေးဘူးเนาะမရှိသေးဘူးဆရာအသက်ဘယ်လောက်ရှိပြီလဲ26အော်ဒါတော့ငယ်ငယ်လေးပဲရှိသေးတာပေါ့ဆရာပြောင်းလဲလာတာဘယ်လောက်ကြာပြီလဲ2016ကလေးဆရာ2016ကလေးကဆိုတော့ဟုတ်ကဲ့ဒါဆိုတော့10နှစ်ပြည့်ပြီပေါ့နော်ဟုတ်ကဲ့10နှစ်ဒီနေ့နဲ့ဆို10နှစ်เนาะအဲဆိုရင်အခုလိုအမှုတော်ဆောင်တာဘယ်နှစ်ရှိပြီလဲ2020ကလေးက2020ဟုတ်တယ်6နှစ်ပေါ့နော်အခုဇေအမှုတော်ဆောင်တဲ့ရွာလာမြို့လာရွာခုနမြို့လည်းဟုတ်တယ်ရွာလည်းဟုတ်တယ်အဲ့လိုပဲเนาะအခုမြို့ကမိုင်းအောင်မြို့ပေါ့မိုင်းအောင်မြို့ရွာကအဲ့ဒီမြို့နယ်ပေါ့နော်နပိုးရွာပလောင်ရွာပေါ့နပိုးရွာဆိုနတ်ပိုးရွာလိုပဲနော်နမ်ပိုးပေါ့နမ်ပိုးဟုတ်ကဲ့နမ်ပိုးပလောင်ရွာပေါ့ဟုတ်ကဲ့အဲ့ဒီဒေသမှာဆရာမှုတော်ဆောင်တာဘယ်လောက်ကြာပြီလဲ2023အဲ့ဒီ4နှစ်လောက်ဟုတ်ကဲ့ဟုတ်4နှစ်လောက်မှရှိပြီဒါပေမဲ့EBC Trosa နဲ့ဆက်သွယ်ဖြစ်တာဘယ်လောက်ကြာပြီလဲ2025နှစ်ဝန်းကျင်လောက်တနှစ်ပေါ့2025ဆိုတော့တနှစ်နှစ်လောက်ရှိပြီဟုတ်လားနှစ်လား2024လောက်ပေါ့နော်ဟုတ်25နှစ်လောက်ဒါဆိုဟုတ်ကဲ့အဲ့ဒီမတိုင်ခင်မှာလဲဆရာကအဲ့ဒီမှာအမှုတော်ဆောင်ကိုဟာကိုရုံးကန်ပြီးမှဘုရားရဲ့အမှုတော်ကိုဆောင်တာပေါ့နော်အယုံကလေးဝင်လာတာဟုတ်ပြီကျေးဇူးတင်တယ်ဒါဆိုရင်ဆရာအဲ့ဒီကနေဒီရောက်လာဖို့ရောဘယ်လောက်ကြာလာရလဲဒီကနေဒီ800အထိစင်တော့9နာရီခွဲ10နာရီလောက်လာရတယ်9နာရီခွဲဘာနဲ့လဲဆိုင်ကယ်နဲ့ပဲဟုတ်လိုင်းကားတွေမရှိဘူးလားဆရာတို့နေတဲ့နေရာလိုင်းကားဒီနေရာကြာရှိတယ်ဆရာဒါပေမဲ့ဘယ်လိုမလဲဘယ်လိုကားခဈေးကြီးဆိုင်ကယ်နဲ့လာတော့ပိုတက်တာပေါ့ကားဆိုင်ကယ်နဲ့ဆိုတော့တော့ပုံနှစ်ပုံတက်တာပေါ့တပုံတော့ဟုတ်အဲ့ဆိုလိုက်ကားနဲ့လာတယ်ဆိုတော့ဘယ်လောက်ကုန်မလဲလိုက်ကားခကျွန်တော်တို့ပဲဆိုတော့တသိန်းလောက်တောင်းလိုက်ဆရာတသိန်းအတော့အပြန်ဆိုတော့2သိန်းပေါ့နော်ဟုတ်ကဲ့ဒါဆိုဆိုင်ကယ်နဲ့လာတော့စီထက်တာကဘယ်လောက်စီနဲ့ကျွန်တော်6တောင်း9တောင်း10တောင်းလောက်ကြာအတော့ပြန်လာအတော့ပြန်ဆိုတော့တသိန်း6တောင်းလောက်ကြာဟုတ်တိတ်မကွာဘူးပဲဒီမင်းစားတာ PC ပေါ့ဟုတ်ကဲ့ဟိုကားဆိုရင်တချိမရောက်ဘူးပေါ့ဟုတ်တယ်သူ့ရဲ့ကားကရှိတယ်ဟုတ်တယ်နော်ဆိုင်ကယ်နဲ့ဆိုတော့ကိုရောက်ခြင်းတဲ့ဒီသားကြီးရောက်လို့ရတယ်ပေါ့နော်သွားလို့ရတယ်ဟုတ်ပါပြီလမ်းပန်းဆက်တွေလဲမလွယ်ဘူးเนาะဒါဆိုတော့နှစ်သိန်းလေးပါလောက်တော့ကြတော့ကုန်ကြတော့တာပေါ့เนาะဒီကိုရောက်လာဖို့ကျွန်တော်တို့တွေးဆောင်ဖို့ဟုတ်ပြီအဲဆိုရင်ဆရာအဲ့ဒီမှာအမှုတော်ဆောင်ပြီးနောက်အခု3နှစ်မဟုတ်6နှစ်လောက်ပေါ့နော်6နှစ်နေပါရှိပြီဒါဆိုရင်အဲ့ဒီနေရာဒီသားရဲ့အခြေအနေပေါ့နော်အခုအသင်းတော်နဲ့နေပြီလားဒါမှမဟုတ်အသင်းတော်တော့အသင်းတော်လို့တော့နေလို့မရသေးပါမရသေးဘူးတအိမ်ပြီးတအိမ်အဲ့လိုမျိုးအဝင်ကလေးလိုက်ဝေငါနေတာလားဘယ်လိုမျိုးနဲ့လှုပ်ရှားလဲအခုချင်းနေဆရာရဲ့ဒီသားရဲ့အခြေအနေလေးပြောပြလို့ရတာတော့ပြောပြပါ
ကျွန်တော်တို့ပထမတစ်ခေါက်ဒီ2024ကနေပြီးတော့2024 2025နှစ်နှစ်အတောအတွင်းမှာဆိုတော့ကျွန်တော်တို့ကအတင်းတော်အနေနဲ့ပေါ့ ဟုတ် အမှဒီနတ်ပိုးရမှာဆိုတော့သူတို့ကယေရှုအကြောင်းစဉ်တစ်ခါမှမကြားဘူးပေါ့ ဟုတ်ကဲ့ ဒီနေရာဒီတာ อืม ပြီးတော့သူကဒီလက်နက်ကင်ဌာနချုပ်နဲ့လည်းနီးတယ် อืม ပထမတစ်ခေါက်ကျောင်းသူငယ်ချင်းနဲ့ကျွန်တော်အေးဝင်ကလေးတွားတယ်အေးဝင်ကလေးဝေငှားတဲ့အချိန်မှာဆိုတော့သူတို့ကတရားဇေယျလို့ပြောမလားသူတို့ဘုန်းကြီးကျောင်းမှာဆိုတရားတွေပါတယ်ထိုင်တဲ့နေရာမှာလေတရားဇေယျပေါ့ကျွန်တော်အဲ့ထက်မှာအေးဝင်ကလေးဝေငှားတယ်ဒါပေမဲ့အပြင်ကလူကတတ်မယ်ဖြက်မယ်လောက်တာ ဟုတ်ကဲ့ ထွက်လာပြီဆိုတော့သူတို့ကကျွန်တော်တို့ကိုဘယ်လိုပြောမလဲရိုင်းနှက်မှာပေါ့ဒါပေမဲ့သူတို့ကတရားဇေယျထက်မှာဆိုရင်သူတို့ကဝင်လို့မရဘူးပေါ့ဒီပုံစံပြနေတာဘာမှတစ်ခေါက်ကျွန်တော်အဲ့လိုဘယ်လိုပြောမလဲအေးဝင်ကလေးတွားတဲ့အချိန်မှာကျွန်တော်အဲ့လိုအခက်အခဲတော့ရှိတာ အဲ့ဒါဖုန်းကြီးကြောင်းထဲမှာလား ဟုတ်တယ်ဆရာ ဟုတ်ကဲ့ဟုတ် ဟိုကဖုန်ကြီးကျောင်းထဲမှာဆိုတော့တရားတွေကျင့်တဲ့နေရာမှာပေါ့ ဟုတ်ကဲ့ အဲ့ဒီမှာကလာပြေးလာကွယ်ဆိုတော့သူတို့တရားတွေကျင့်တယ်လေ ဟုတ်ကဲ့ အဲ့ချိန်ဆိုရင်ကျွန်တော်တို့ကဂျေစုတော်ကြောင့်အဲ့ဒီလေးဝင်ငှားရတာပေါ့ ဟုတ် ဟိုမှာတက်ကြီးတဲ့လူအဖိုးဖွားလေ อืม သူတို့တရားကျင့်တဲ့လူတွေအဲ့မှာကျွန်တော်2024ကနေပြီးတော့ဒီ2024တနေ့လုံးလုံးကျွန်တော်တို့ကတအိမ်တက်တအိမ်ဆင်းမျိုးဝပြုကိုကွယ်လို့ပြီးမှယုံကြည်သူဖြစ်လာပြီးအဲ့လိုဖြစ်လာပြီးသူတို့ကယုံချင်ပြီးဆိုတော့တရားလုံးဝိုင်းမောင်းထုတ်တာပေါ့သူတို့ อ๋อเนี่ยอุณาส่วนနည်းနည်းဖြစ်နေလိုက်အောင်လေသူတို့တခါမှယေရှုအကြောင်းနားမကြားလိုက်ရသေးဘူးဆိုတော့ဆရာတို့သွားပြောတဲ့အချိန်မှာသူတို့ဘာလို့ထင်လဲ သူတို့ကဘယ်လိုပြောမလဲလူတယောက်အကြောင်းထင်တာပေါ့ ဟုတ် ကျွန်တော်နဲ့ဆရာယောနာပေါ့ကျွန်တော်တူငယ်ချင်းသူနဲ့တွားတာဒါပေမဲ့သူတို့ကကျွန်တော်တို့မမမေ့ဘူးဒါပေမဲ့ယေရှုတော့မမိတယ် ဟုတ်လား ယေရှုလေးလာပြီ ခဏလေးအဲ့လိုမျိုးသွားပြောတော့သူတို့ကဘာသာတရားကိုသွားဟောတာဆိုတာသူတို့သိလား အဲ့လိုမျိုးတော့မသိဘူးဆရာသူတို့ဒီယေရှုအကြောင်းတော့ကျွန်တော်ကကနာနာပြောတာပေါ့ ဟုတ်ကဲ့ ဒီကျွန်တော်တို့ဘာသာတည်းမျိုးရှိတယ်ဟိုဟာရှိတော့အဲ့တော့ထဲမပြောဘူး ဟုတ်ကဲ့ အဲ့ကကြတော့သူတို့ဘယ်လိုပြောမလဲသူတို့အတွက်ထိခိုက်ပါသူတို့လေ ဟုတ်ကဲ့ ယေရှုအကြောင်းပဲပြောတော့သူတို့ကကျွန်တော်နှစ်ယောက်ခေါ်တာမှယေရှုပဲခေါ်တာကျွန်တော်ပြောကျွန်တော်ယေရှုမဟုတ်ဘူးအဲ့လိုပြောတာသူတို့တရားလုံးယေရှုလာပြီရွာမှာအဲ့လိုပြောတာ တကယ်လေနော်ကျွန်တော်တို့ယေရှုအကြောင်းကြားတာတော့မွေးကလေးကနေကြားရတယ်ကျွန်တော်တို့ဆိုရင်လေအခုဆိုရင်ဘယ်လိုပြောမလဲကျင့်တတ်လေ ပြင်းတော့ ပြင်းငင်းငွေနေကြပြီလေဒါပေမဲ့တခါမှယေရှုနာမည်အကြောင်းယေရှုနာမည်တော့မကြားဘူးတဲ့လူတွေရှိသေးတယ်ဆိုတာကြားရတာစိတ်တော့မကောင်းဘူးနော်ဒါပေမဲ့အဲ့မှာသွားပြောခွင့်ရတဲ့အတွက်နော်ကျေးဇူးတော်ချီးမွမ်းတယ်ပြီးတော့အဲ့လိုမျိုးဒါဆိုရင်တို့reaction ကအဲ့လိုဖြစ်တယ်ဘယ်လိုလုပ်သူတို့ကအဲ့လိုယေရှုအကြောင်းသွားပြောတာ ਨੇ ဘယ်လိုလုပ်ပြီးသူတို့စိတ်ဆိုးတာလဲ သူတို့ကဘယ်လိုပြောမလဲဒီကျွန်တော်တို့ဝင်ငှားနေတဲ့အချိန်မှာလေသူတို့ကတချို့လူတွေကဘယ်လိုပြောမလဲမကြိုက်ဘူးပေါ့ဒီသူတို့ရွာမှာသူတို့ရွာကလူကိုခေါ်ထုတ်မှာပေါ့တယောက်တစ်မျိုးစီပြောတော့တကယ်လို့နေတို့ဒီသူတို့လာပြောတဲ့အရာကိုနေတို့ယုံမစင်ဟိုဖြစ်မဲ့တရားဖြစ်မဲ့စင်တချို့လူတွေကကောင်းကောင်းသူတို့တစ်ဖြက်ကြားတဲ့လူတွေပေါ့နေတို့တစ်ဖြက်ကြားတဲ့လူတွေကကြတော့သူကမနာလို့ပြန်ဖြစ်တော့တာ ယုံကြည်ခြင်းလာတဲ့လူတွေရှိမှပဲစံကျင်ဖက်စတာပေါ့နော်အဲ့ဒီမှာတိုင်ခင်မှာတော့သူတို့ကကြားဖို့တာမဟုတ်ဘူးဆိုတော့ဘာမှလည်းတုံ့ပြန်မှာမဟုတ်သေးဘူးနော်အဲ့တော့ဟုတ်ကဲ့ဘယ်နဲ့ရက်လောက်ကြာမှအဲ့လိုမျိုးစံကျင်လာလို့လာလဲ ကျွန်တော်တို့နှစ်ခေါက်သုံးခေါက်တွားတဲ့အချိန်မှာ ဟုတ်ကဲ့ တို့ဘာရမာတစ်ခေါက်စီနတ်ဆရာပေါ့ နတ်ဆရာစီကိုတွားဟောတာလား ဟုတ်တယ်သူတို့ဒီကျွန်တော်တို့ပလောင် data တော်တော်များများဒီဘက် data ဆိုတော့ဟောကိုရွာထဲမှာဝင်ပြီဆိုတော့ဘယ်အိမ်မှမဝင်သေးနဲ့နတ်ဆရာအိမ်အရင်ဝင် ဩ သူကတရွာလုံးကင်ထားတာပေါ့တကြီးလဲအဲ့လောက်ဒီမဟုတ်ဘူးဖုန်ကြီးလဲမဟုတ်ဘူးနတ်ဆရာကအဓိက ဟုတ်ကဲ့အဲ့ဆိုအဲ့နတ်ဆရာစီမှာတရင်တွားပို့ရတာပေါ့ ဟုတ်တယ် အဲ့နဲ့ဘယ်လိုတရင်သွားပို့ပြီးမှဘာသွားရွာထဲမှာဘာသွားလုပ်မယ်လို့တရင်ပို့တယ် အဲ့လိုမျိုးတော့မဟုတ်သူကကျွန်တော်တို့ရွာထဲဝင်တာနဲ့ဘာလာလောက်တယ်လဲလို့မေးတော့ကျွန်တော်ဘယ်လိုပြောမလဲသူတို့ကနတ်ဆရာအိမ်ပဲသွား
အမေပေါ့ပြောတော့အဲ့ဒါဆိုရင်ကျွန်တော်နတ်ဆီယာအိမ်ပဲသွားတာ ဟုတ်ကဲ့အဲ့နတ်ဆရာကဗာမေးလဲ ဘာလာလောက်တာလဲအမေပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ခါကျရင်လာလေတယ်ဘာညာအမျိုးစကားပြောပြီးမှအဲ့ဒါဆိုရင်ကျွန်တော်တို့အမယေရှုအကြောင်းဆိုရင်ကျွန်တော်အေးအေးလေးဝင်ငါအဲ့ဒါဆိုရင်နတ်ဆီယာအိမ်မှာပဲဝင်ငါတာများတာပေါ့ အဲ့တော့နတ်ဆရာကလည်းပထမအချိန်ယေရှုအကြောင်းကြားရတာပေါ့ ဟုတ်တယ် ဩ ဒါပေမဲ့နတ်ဆီယာတယောက်တော့ပြောင်းလဲတာပေါ့ ဟာအာမင်မဆရာတယောက်ပြောင်းလဲပြီးတော့မှသူမှာအင်ချန်ကြီးအကြီးကျယ်ရှိတယ်နော် ဟုတ်တယ် အဲ့ဒါကိုမဆရာပြီးမှရွာတော်ရွာသားတွေလည်းတချို့ဆွေးဆောင်လာတယ်နောက်လည်းလာတဲ့အခါမှာအဲ့လိုမျိုးနေဆရာမရှိတဲ့အခါမှာအဲ့ဒီမဆရာကသူ့ရဲ့အင်ချန်ကြီးထဲမှာပြီးနေတာပေါ့ ဟုတ်ကဲ့အဲ့ဒီဂျွာတစ်ထောင်တဲ့ဂျွာကအဲ့ဒီနတ်ဆရာရဲ့ chant ပေါ့နော် ဟုတ်တယ် ဟုတ်ပြီကျွန်တော်တဆတစ်ဖြတ်တော့ကြားဖို့တယ်လေဒါပေမဲ့ဟုတ်ကဲ့သွားတော့သွားလိုက်ကြည့်ချင်လိုက်တာဒါပေမဲ့ဒါနောက်တစ်ခေါက်လာရင်တော့အဲ့လိုမျိုးသွားရောက်ဖို့အချိန်နည်းနည်းပိုကြာယူပြီးမှနော်သွားကြတော့လေလားဟုတ်ကဲ့အဲ့ဆိုရင်အခုတော့အဲ့လိုမျိုးအဲ့ဒီရွာမှာတော့အသင်းတော်လိုနေကြလာတာမှမဟုတ် ဒီ2024ကနေပြီးတော့25အထိကျွန်တော်အတင်းတော်လိုမျိုးနေတယ်ပေါ့ဒါပေမဲ့နာပြောတယ်လိုမျိုးဒီ2026ထဲမှာဝင်တော့ရှမ်းတွေကပြီးတော့အဖွဲ့အစည်းတွေကကျွန်တော်တို့မှမပေးနေတော့ လာမောင်းထုတ်ပြန် မောင်းထုတ်တယ်ဒါဒုတိယအချိန်မောင်းထုတ်တာ ဘာလို့လာမောင်းထုတ်တာလဲအဲ့မှာနတ်ဆရာရဲ့ chant ပိုင်မဟုတ်ဘူးလား ဒါပေမဲ့သူတို့ကအမျိုးမျိုးနဲ့သူတို့ဟာအဲ့လိုဖြစ်တော့တာသူတို့ပြောတာ အဲ့ဆိုရင်အဲ့နတ်ဆရာကသူ့ chant ကိုမပိုင်ရတော့ဘူးလား မပိုင်ရလို့ရှင်ဒီဘက်က data ကသူတို့ကလက်နက်ကင်ရှင်သူတို့ဟာဆိုတော့ဘာမှလုံးမရတော့ပေါ့ပြောမစင်အကုန်လုံးသူတို့ဟာတွေပဲမျိုးပေါ့ အော်လက်နဲ့ကန်တွေကအာနာနဲ့လာသိမ်းလိုက်တာ ဟုတ်တယ် ပေါ့ ရှင် တင်းချင်တာတင်းဆိုတဲ့ပုံစံတော့ အဲ့လိုမျိုးလို့တော့အဲ့ဒီနတ်ဆရာပြောင်းလဲနတ်ဆရာကနေပြောင်းလဲလာတဲ့ယုံကြည်သူကဘယ်လိုမျိုးခံစားရလဲသူရဲ့ခံစားချက်လေးပြောလို့ရတာရှိလား သူတို့ကအဲ့လိုမျိုးဖြစ်သွားတော့ဗရမတစ်ခေါက်ဆိုတော့သူတို့ကဒီရွာထဲကနေမောင်းထုတ်ရဒါနတ်စီယာစင်သူအိမ်ရွာမှာစင်အိမ်ကရှယ်ပဲစောက်ထားတာရွာမှာစင်သူကအချမ်းသာဆုံးလေ တိုက်အိမ်နဲ့ကြီးကြီး မဟုတ်ဘူးပြင်းအိမ်ပေါ့ ဟုတ်ကဲ့ တခြားလူတွေကပြင်းအိမ်မနေနိုင်ဘူးဒါပေမဲ့သူနေနိုင် သူကနန်း ဟုတ်တယ် မင်းကြီးပေါ့သူကအဲ့ရွာမှာ အဲ့ဒါသူဆွန့်လွတ်ပြီးမှဒီရွာမှာလာနေတယ်ရွာမှာလာနေတော့သူအိမ်အကုန်လုံးသူများဖြူပြီးမှအကုန်လုံးတစားစီယူသွားကြတယ် ဟုတ် အဲ့ဒါသူကစိတ်မကောင်းပေါ့ဒါပေမဲ့ကျွန်တော်တို့တွားပြီးမှနှိမ့်သိပ်ပေးတယ်ဆူတောင်းပေးတယ်ဒါပေမဲ့အခုဒီ2026ရောက်တော့ဒီရှမ်းတွေကအဲ့လိုပြန်လှုပ်လိုက်တာသူအိမ်နဲ့စောက်ပြီးပြီဆရာတို့လည်းရောက်ပြီးပြီအိမ်ကအကြီးကြီးပဲစောက်ထားတယ်ကျွန်တော်တို့ကိုယ်တိုင်တွားစောက်တာပေါ့ ဟုတ် အဲ့လိုစောက်လဲစောက်ပြီးအခုပြန်ဖြတ်ပလိုက်တာဘလုံး အဲ့ဆိုရင်ထပ်ပြေးပြန်ရော ဟုတ်တယ်ဆရာအခုထပ်ပြေးတော့အခုကနေရာကမရှိတော့ဘူးနေရာမရှိတော့ငါပြောသလိုဒီလိုဘုရားသခင်အလူတော်ရှိတယ်ဆိုတော့ဘုရားသခင်ပြန်ပြင်ဆင်ပေးတယ်ဆိုတော့နေရာတစ်ပေါ့မြေကွက်အတစ်ပြန်ရနိုင်ဖို့ပေါ့ဘလောင်ရွာအတစ်ပြန်ထူထောင်နိုင်ဖို့မြေပေါ့ ဟုတ်ကဲ့ဒါဆိုတော့ယုံကြည်သူတွေအခုတပွဲတစ်ပြားစီ ဟုတ်တယ် နေကြတယ်စီးဝဲတော့လုံးရလာအဲ့လိုမျိုးသူများတွေမသိအဲ့လိုမျိုး အဲ့လိုတော့ဘယ်ဘက်မလဲသူတို့ကအဲ့မှာစစ်သားတွေရှိတယ်လေတကယ်လို့ကျွန်တော်ကဒီတစ်ပတ်စဉ်ဒီတမီတာစုနမီတာစုစီသွားတယ်နောက်တစ်ပတ်တမီတာစုအဲ့လိုစီသွားတယ် ဟုတ်ကဲ့ အကောင်တို့သူတို့ခေါ်ဆူတော့မရတော့ ဟုတ်ကဲ့ အဲ့မျိုးပေါ့ စစ်သားတွေဆိုတော့နိုင်ငံတော်ရဲ့စစ်သားမဟုတ်ဘဲနဲ့ ဟုတ်တယ် ဒီလိုဒီသားနိုင်ရှင်သား အဲ့ဒီတာ ဒီသားစစ်သားပေါ့နော်စစ်ဒီသားလည်းနဲ့ကင်နေဖြစ်မှာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ယုံကြည်သူဓမ္မမိတ်ဆွေတွေတော်တော်ယုံကန်ရတယ်ပေါ့နော်ခရစ်တော်အဖြစ်မြင်ပယ်ခြင်းခံရတယ်ရွာကနေလဲမောင်းထုတ်နှစ်ခေါက်တောင်မောင်းထုတ်တယ်အခုချိန်မှာနေစရာတော့မရှိဒီလိုဖြစ်တယ်ဆိုတာကျွန်တော်ဗာခံစားရလဲဆိုတော့ခရစ်တော်ကပြောတယ်သင်တို့ဒီဤလောကသားတွေမဟုတ်ပါပေါ့နော်ဒီလောကမှာခရီးတယ်ဧည့်သည်ပဲဖြစ်တယ်လောကမှာလောကသားမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်အရန်သတိရတယ်ကျွန်တော်တို့ဒီလောကမှာ
တကယ်ပိုင်ဆိုင်ရတာတစ်ခုမှမရှိတာပါလားဘောနော်ဒါပေမဲ့အဲ့ဒီယုံကြည်သူတွေကအဲ့ဒီလောကအရာတွေသူတို့အိမ်ချမ်းတွေဟိုအရေးမလုပ်တော့ဘဲနဲ့အဲ့ဒါကိုစွန့်လို့ပြီးမှခရစ်တော်ပဲရှင်ကတ်တဲ့ခရစ်တော်ပဲရွေးချက်ပြီးပြီဆိုပြီးမှရဲတင်းတင်းပြက်သားခရစ်တော်နောက်ကိုလိုက်ရတဲ့အတွက်ကျွန်တော်အင်မတန်မှပြည်တိဖြစ်တယ်သူတို့ကိုလည်းဖျားရှင်ဆက်လက်ပြီးကောင်းချီးပေးပြီးတော့အနေစရာလိုအပ်တယ်လို့ပေါ့နော်ဖျားရဲ့ဘုန်းတော်အတွက်ကိုတော့လမ်းဖွင့်ပေးမယ်ဆိုတော့ကျွန်တော်ဆူတောင်းကျွန်တော်တို့ဆူတောင်းတယ်ပြီးတော့ယုံလဲယုံကြည်တယ်တော့ဖျားကလည်းသူတို့ဟိုနေတိတ်ပေးမှာပေါ့နော်သူများတခြားသူတွေနားမလည်နိုင်တဲ့ဘယ်လိုပြောမလဲနေတိတ်ချင်းဂျင်းနဲ့ချင်းပေါ့နော်သူတို့နှလုံးသားမှာရှိနေလို့တော့ကျွန်တော်ယုံတယ်အခုအချိန်မှာတော့သူတို့တအိမ်လောက်သွားတဲ့အချိန်မှာဆရာသွားတဲ့အချိန်မှာသူတို့တွေရဲ့အခြေအနေကဘယ်လိုပြောမလဲတက်ကြွလိုမျိုးရှိနေတော့ပဲလားဘယ်လိုသူတို့မှာစိတ်ဓာတ်ကြဒါတော့မဟုတ်ဘူးထင်တယ်အဲ့လိုမျိုးအခြေအနေလားဒါမှမဟုတ်ဆက်လက်ပြီးတော့သူတို့မှာထုံအားတွေရှိနေတော့ပဲလားဆရာတချို့တွေကတော့ဘယ်လိုပြောမလဲခုနဆရာပြောသလိုတချို့တွေအားငယ်တဲ့အချိန်နဲ့ရှိနေတော့ကျွန်တော်တို့ဆိုတော့သူတို့ပတ်တိုင်းပေါ့တပတ်မစင်2ချိန်3ချိန်ကျွန်တော်ပြန်တော့ကြည့်ပြီးတယ်တချို့ရွာကလူတွေလာတယ်ပြီးတော့ရွာကနတ်ဆရာတွေစင်အတိတ်တက်လာလေသူတို့ပြန်တက်လာပြီးမှနေတို့သူတို့ငါတို့ပြောပြီးပြီတွေးလာနေတို့ယေရှုကိုယုံပြီးတော့အခုနှစ်ခေါက်တော့မှအဲ့လိုဖြစ်သွားပြီဒါရမနေတို့မစွန်းလို့တိတ်ဘူးလားအဲ့လိုလာပြောတာပေါ့ချိန်ချောက်တာပေါ့ချိန်ချောက်တာထဲသူတို့ကပြန်ကေးရတာပေါ့ဟုတ်ကဲ့ဘာမှတစ်ခေါက်ယေရှုကိုမယုံနဲ့ပြောတာအခုနေတို့ယုံတော့ရွာကနေလဲထုတ်ခံရပြီပြီးတော့ဟိုမှာနေတော့လဲရှမ်းတွေကဒီမျိုးပြန်ထုတ်တယ်ဒါဆိုတော့နေတို့ယေရှုမရှိဘူးအဲ့လိုပဲပြန်ပြောတာပေါ့ဒါဆိုရင်နေတို့ယေရှုဘယ်လိုကဲမလဲတချို့တွေမျိုးလာပြောတာပေါ့ဒါပေမဲ့ကျွန်တော်ပြန်သွားပြီးမှသူတို့တယောက်နှစ်ယောက်တွေ့နေကျွန်တော်ခွာပြန်ပေးတယ်ပြီးတော့ကျွန်တော်အိမ်မှာလည်းတမိသားစုလောက်နေတာပေါ့ဟုတ်သူတို့ကတော့လုံးလုံးနေတဲ့နေရာမရှိဘူးဒီမျိုးပေါ့ကျွန်တော်အိမ်မှာခေါ်ထားတယ်ခေါ်ပြီးမှသူတို့ဒီပြန်ပြုစုပေးတာပေါ့တော်တော်စေတော့အဲ့လိုမျိုးအိမ်မှာမိသားစုနှစ်စုခေါ်ထားတာပေါ့တစုပဲဆရာတစုအဲ့လိုမျိုးခေါ်ထားတော့သူတို့မှအိမ်နေစရာလည်းမရှိဘူးဆိုရင်သူတို့မှဘာဟိုအစားတောက်တွေရောဘယ်လိုမျိုးသူတို့အသက်မွေးဝင်ကြောင်းဘယ်လိုလုပ်နေထိုင်ကြလဲကျွန်တော်တို့ရှိမှရှိတဲ့ဟာနဲ့မျှစားပြီးမှအခုစဉ်သူတို့စပါးချန်လုပ်တယ်ပြောင်းဖို့ချန်လုပ်တာပေါ့သူတန်းနိုင်တဲ့ဘက်ကနေတပိုင်းတနိုင်တောင်းရတယ်အမျိုးအဲ့ဒီချန်နေတော့လာမနှောက်ရှက်ဘူးပေါ့အဲ့ခါကျတော့မနှောက်ရှက်ဘူးဆရာဒီလွတ်လပ်တဲ့နေမျိုးပေါ့အခုကျွန်တော်တို့နေတဲ့မျိုးထက်မှာဆိုရင်တော့ဒီဘယ်လိုပဲမလဲဒီအစိုးရလေးရှိတယ်ဆိုတော့သူအဲ့လောက်ထိမလုပ်ဟုတ်ကဲ့တော်တော်လေးဝိညာဉ်ရေးရမှာရမ်းမောင်မိုက်တဲ့နေရပဲเนาะအဲ့ဆိုရင်ဆရာတို့မအဲ့လိုမျိုးသွားတဲ့ချိန်မှာဘယ်လိုပြောမလဲကိုထိလက်ထိအတိုက်ခံတဲ့ချိန်ရှိလားကိုထိလက်ထိဒါတော့အဲ့လိုမျိုးတော့မဟုတ်ဘူးဆရာဒါပေမဲ့သူတို့မရှိဘူးပေါ့အဲ့လောက်ထိတော့မဟုတ်ဒါပေမဲ့သူတို့ကဒီချိန်ချောက်တာတော့ရှိတယ်ကျွန်တော်တခါကျအိမ်ဝင်ကလေးသွားတဲ့အချိန်မှာဆိုတော့သူတို့တိုင်တယ်ကျွန်တော်ယုံရောက်တာပေါ့ယုံဆိုတော့သူတို့ဌာနချုပ်ထဲအထိကျွန်တော်တို့3ခေါက်ရောက်တယ်ဟိုဘယ်လိုပြောမလဲရိုးဌာနချုပ်တော့မဟုတ်ဟိုးအကြီးဆုံးထိပြန်ရောက်တော့တာပေါ့လက်မနှစ်ခေါက်3ခေါက်ထိုးပြီးတော့နောက်တစ်ခေါက်ဒီမျိုးထပ်ဖြစ်တယ်ဆိုရင်တော့ဒီမျိုးအချုပ်ထဲမှာပေါ့အမျိုးပေါ့ဟုတ်ကဲ့တော့ဒါကြသူတို့ကဘယ်လိုမလဲတစင်းတိုင်တာပေါ့အမျိုးဆိုတော့3ခေါက်လောက်တော့ရှိတယ်အခုလဲသူတို့ကဒီမျိုးတော့ပိတ်ပင်တာပေါ့ဒါပေမဲ့အခုဆိုတော့ဘလို့မှအဘက်မှာဆိုတော့ဝင်လို့မရတော့တို့ပြင်မဲ့လဲကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဆူတောင်းတယ်တွားလေပြီးမှဟို PC ဝေတယ်ဒီမျိုး PC ဝေတယ်ဆိုပြီးမှဝင်သွားတာပေါ့အဲ့လိုတော့ရတာပေါ့နော်အဲ့ဆိုရင်အခုလက်ရှိချိန်တွေမှာသူတို့မှနေစရာမရှိဘူးဆိုတော့အဲ့လိုမျိုးနေစရာရဖို့အလားလာဘယ်လိုရှိလဲအချိန်နေဆရာအခုတော့ဘယ်လိုပြောမလဲမိုင်းအောင်မှာကျွန်တော်ဆူတောင်းထားတာပေါ့မြေကွက်ကျွန်တော်ကြီးပြီးပြီဆရာကန်နာလို့လာကြီးပြီးပြီအေးမြေကွက်ပေါ့ဒီနေ့ကုန်သူတို့အခုပြောင်းဖို့စိုက်ထားတယ်လေပိုင်ရှင်ကအဲ့ဆိုတော့တကယ်လို့သူတို့ရောင်းပေးတယ်ဆိုရင်တော့ဒီနေ့ကုန်မျိုးပေါ့ဒီနွေရာတီရောက်တယ်ဆိုရင်တော့
သူတို့ရိတ်သိမ်းတဲ့အချိန်ရောက်နေဆိုတော့အိမ်မြေကွက်သူတို့ရောင်းပေးတယ်ဆိုရင်တော့အိမ်မြေကွက်မှာတော့နေလို့ရတာပေါ့ ဟုတ် အ ကဲ့ ဆင်ပြေတယ်အေးမြေအေးနေရာမှာကကြတော့လူလက်တဲ့နေမြေလို့ပြောရမလားအဆင်ပြေတဲ့နေရာပေါ့ပြီးတော့ဘေးမှာလည်းယုံကြည်သူတွေရှိတယ်ဆိုတော့ ဟုတ်ကဲ့ အဆင်ပြေတယ် ဟုတ်ဟုတ်အဲ့ဒါဆိုရင်အခုသူတို့မောင်းထုတ်ခံရတဲ့ရွာနာမည်ကပါပဲ နမ်ပူ နမ်ပိုအဲ့ဒီနမ်ပိုရွာမှာဆက်လက်ဝင်ပြီးမှအဲဝင်ကလေးတွားဝင်လာလို့တော့ရမှာမဟုတ်တော့ဘူးเนาะဆရာလည်းတီးကြပြီဆိုတော့ မရောက်စရာကျွန်တော်လက်မှာတွေ့ရင်တော့ဝင်ငှားတယ်အဲ့မှာ ဟောလမ်းမှာစုံမပဲဝင်ငါဖြစ်တာပေါ့เนาะသူတို့အခုထက်ထိယေရှုလို့ပဲခေါ်တော့မဲလား တချို့တွေအဲ့လိုပဲခေါ်တယ်ခရစ် ဟုတ်လား ခရစ်ယာန်ဆရာယေရှုဆရာအဲ့လိုပဲခေါ်တော့ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့လိုမျိုးပေါ့ ဟုတ်ကဲ့အဲ့လိုမျိုးတကယ်လိုအပ်တဲ့နေရာဒီသားတွေမှာသွားပြီးမှဘာကြုံရမလဲဆိုတာလည်းမသိပဲနဲ့ဆရာတို့ရဲဝင်းပေါ့နော်ခရစ်တော်ကိုသာအမေပြုတ်ဘယ်လိုပြောမလဲခရစ်တော်နောက်ကိုကိစ္စရှိပြတ်သားပေါ့နော်ဆုံးဖြတ်ခြင်းနဲ့အဲ့လိုမျိုးလိုက်တာတကယ်ခရစ်တော်ရဲ့သူရဲ့ကောင်းဖြစ်ကြတဲ့အတွက်ကျွန်တော်ဆရာတို့ကိုအရန်ဂုဏ်ယူတယ်ဆရာတို့ပေါ်ကနေလဲကျွန်တော်ခွန်အားအများကြီးရတယ်လို့ကျွန်တော်ပြောချင်တယ်ဘုရားရှင်ဆက်လက်ပြီးတော့နော်ကောင်းချီးပေးပါစေနော်အသုံးပြုပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ပြီးတော့နောက်ဆုံးအနေနဲ့ဟိုကျွန်တော်တို့အခုမနေ့ဖြန်လာရောက်မဲ့ဆရာဘာဟန်နော် ဟုတ်တယ်ဆရာ ဆရာဘာဟန်ကသူနေတာအဝေးဆုံးလို့ကြားရတယ်အဲ့ဒါသူနေတဲ့နေရာနဲ့ဒီကဘယ်လောက်ဝေးလဲဘယ်လောက်ဝေးမလဲ အဲ့နေရာကြုံမယ်တင် နေရာကျော်အဲ့ဆိုတော့တရက်လုံးမောင်းရမှာပေါ့ ဟုတ်တယ်မနေ့9နိုင်ကနေမောင်းတော့9နိုင်ခွဲ8နိုင်လောက်ရောက်မှာပေါ့ဒီမှာသူကခဏ8နိုင်မထိုးခင်ရောက်တော့ပေါ့ သူက AM ကျောင်းတော့ရောက်ပြီနော် ရောက်ပြီ AM ကျောင်းမှာဆရာဘာဟန်ရောက်လာပြီဒါပေမဲ့ AM ကျောင်းကနေဒီလိုတော့ဆင်းမလာနိုင်တော့လူဒီနေ့8နိုင်ထိုးပြီမို့လုံးမို့ပါနော်ညနောက်ကျနေပြီသူမနေ့9နိုင်ရနေဆိုင်ကန်နဲ့လာတာည8နိုင်လောက်မှာပဲ AM ကျောင်းရောက်လာတယ်ဆိုင်ကန်မောင်းလာတယ်ဆိုတော့တော်လေးပင်ပန်းမှာဖြစ်တယ်သူအတွက်ဆိုရင်တော့တသိန်းမကားတော့ဘူးနော်စီခါတော့အဲ့လိုအခက်ကားကြီးတသိန်းခွဲ โอ้ကားနဲ့ဆိုရင်လည်းတသိန်းခွဲ အသွား အတူတလန်းပေါ့ တလမ်းပဲ အတူပြန်ဆိုတော့3သိန်း နှစ်သိန်း ဘာမှမစားရသေးဘူးအဲ့ဒါ သွားပြန်တယ်လေးသိန်း ကားနဲ့လာတော့တညအဲ့ရမှာ တေခုခါရီ တဲခုခါတွေကုန်အောင်ပါလေနော်ဟုတ်ကဲ့ဟုတ်ပါပြီကျေးဇူးအများကြီးတင်တယ်ဆရာတို့အဲ့လိုကိုလိုတွေ့ရတာကျွန်တော်အသင်းတော်ကျွန်တော်တို့ EBC ထိုးစာမှာအသင်းတော်ကလည်းအရန်ဝမ်းတာမှာခွန်အားရမှာဖြစ်တယ်နော်ကျွန်တော်တို့လူကြီးတွေအသင်းအုပ်ဆရာတွေနဲ့အကောင်းဆောင်အသင်းအုပ်ဟိုမှာရှိတဲ့အသင်းအုပ်အကောင်းဆောင်တွေကိုလည်းကျွန်တော်ပြောလိုက်ပြီးသူတို့လည်းအရန်ဝမ်းတာဝမ်းမြောက်ဝမ်းတာတယ်ကျွန်တော်တို့တွေ့ရတဲ့အကြောင်းကိုကြားတော့နော်မနေ့ပြန်လည်းကျွန်တော်တို့ဒီမှာဝီပြုတ်ကိုပဲအတူတူဝီပြုတ်ကိုပဲကြားမယ်ဆိုတော့ကျွန်တော်တို့မိသားစုဒီရောက်လာတာအင်မတန်မှတာမှုရှိတယ်ဆရာထောင်တို့အနေနဲ့ပြောစရာရှိသေးလား comment ထူးမရှိပါဘူးဆရာတို့အထက်တပင်းဆောင်ရဲ့ကစားတော့လာနဲ့တွေ့ပြီးတော့မှာပေါ့နော် ဆရာတို့လည်း ယောနာဆိုတာလည်းဘလို့နောက်လည်းဘလောင်ကောင်းတတ်တယ်ပေါ့နော် ဟုတ်ကဲ့ ဝေငါတစ်ခါတော့သူတို့ဝေငါရေးနေပေါ့နော်နှစ်ခေါက်တော့ခေါက်တော့ဝေငါဖက်ပြီးတော့ရှိတယ်ဝေငါရေးနေဆရာယောနာတို့ငါဆောင်ရဲ့တော့ကဝေငါရေးနေအချင်းယောက်ျီတဲ့ဆိုရှင်တော့အချင်းခံရမယ်ပေါ့နော်ဆိုတာကိုထည့်ပြောတဲ့အစင်တီရောက်လာပြီပေါ့နော်အဲ့တော့အဲ့လိုပြောလိုက်တော့တယောက်ကထားပြီးတော့မှာပေါ့နော်အပြင်ထွက်သွားပြီးတော့မှသူတယောက်ထဲပေါ့နော်ဒီထွက်ပြီးတော့မှ
ဟိုချောင်းထဲမှာသူ့ကိုယ်သူလက်ချင်းသွားပေးလိုက်တာ အပဆောင်နိုင်ကိုပါ ယုံတယ်ပေါ့တကယ်ယုံတယ်ဆိုတာယုံတယ်ကွာဆိုလို့ထွက်ပြီးတော့မှလက်ချင်းခံလက်ချင်းသူ့ကိုယ်သူတော်ကြီးတယ်ပါလက်ချင်းသွားပေးတာပေါ့သူပြီးဆူလေးပြန်လာတာပေါ့ အေး အဲ့လိုလည်းရှိတယ်ပြီးရင်တော့ကျွန်တော်တို့ဗီဒီယိုထဲမှာလည်းတွေ့ရတယ်ပေါ့နော်သူတို့ယုံကြည်တဲ့အခါမှာအရှင်တွေလည်းရှိသေးတယ်ဒါပေမဲ့ကြောင်သူကြောင်သားတွေအကုန်လုံးဝိုင်းပြီးတော့ပါပေါ့နော်ပြီးလူငယ်တွေကပေါ့နော်ဒီအထဲဝင်ပြီးတော့မှသူတွေပါဖြုတ်နော်ဒီအိမ်မလဲ နိုင်ရ နိုင်ရတွေပါလေအကုန်လုံးရှက်ဖြုတ်အဲ့လိုအရှင်တွေရှိသေးတယ်နော်အဲ့ဒီ